小家有梦呢，阿公多多。嘿，你有家有了么啊？ဘာလို့မောရလဲ小家里有梦啊，讲有表表谁呢？谁都嚟ပြော明တယ်我不表表呗。အေးပြောမှဆိုပြောဘာလို့မုန်းတာ我表表嘛，你都对嘛吧？ဒီအဲ့ဆိုပြောရပြီ小家里有梦呀的讲呀，对了。ရှိရှိတုန်းကထိုင်းမင်းသမီးလေးဟာမြန်မာနိုင်ငံကိုအလဲလာရင်မြန်မာပြည်ကမင်းသားလေးကိုချစ်ကြိုက်မိသွားတဲ့အခါဘာလို့လာလဲမလုပ်ပါနဲ့ဘာလို့လာလဲမလုပ်ပါနဲ့ဗျာမလုပ်ပါနဲ့မလုပ်ပါနဲ့ဗျာကျွန်တော်မျိုးဘွားပြရပါလိမ့်မယ်ဆဆရရတောင်းရင်ယူပါဟဲ့ကိုယ်ဟာဒီလိုနဲ့အချိန်ကာလတွေကြာသွားတဲ့နောက်မှာနန်းဆောင်ကြီးဟာပြိုလဲပျက်စီးသွားခဲ့ပါတယ်ဒါဆိုရင်နေကပြစ်မှုကျူးလွန်ပြီးသေးခဲ့တာဘာပြစ်မှုကျူးလွန်ခဲ့ရလဲမရိမ့်မှုဟာမလိမ့်ဘူးမိမရမလိမ့်ကျင်လို့ရလားငါကျူးလွန်မလို့ကြံတော့ရှိသေးရဲ့ကျူးလွန်လိုက်ရပါဘူးဟာမအောင်မြင်ခဲ့ဘူးအော်ဒါနဲ့နေကမြန်မာမဟုတ်ဘူးပေါ့မြန်မာမဟုတ်ငါထိုင်းဟာထိုင်းကမြန်မာစကားကိုကျွမ်းကျင်တယ်ဘာလို့တက်လဲ1960ဝန်းကျင်လောက်ကလေးကငါမြန်မာပြည်မှာတည်ရဲဖြစ်လာဆိုမြန်မာလူကျွမ်းမိပေါ့ဟာအဲ့လားရှေ့စရာလို့လားအော်သွားတယ်အော်ရှေ့ရပေါ့ဟုတ်တယ်တောင်လားဟဲ့ဟုတ်ဘူးအော်သွားလို့နည်းနည်းရှိပါအဲ့ဒါကြောင့်ယောက်ျားတွေကိုမုန်းနေတာယောက်ျားတွေကိုငါဘလက်မုန်းလဲဆိုတော့ဂလက်စားချိန်ကိုဒီအိမ်မှာငါအခုချိန်ထိစနေရပဲဒီအိမ်ကိုလာတဲ့ဘယ်ယောက်ျားမဆိုငါအရှိမထားဘူးငါပူရဲမောင်ငါလုပ်ပေးပါဘူးနေရာရှိမထားဘူးယောက်ျားတွေမထားဘူးဘယ်ပူရဲငါမကနေတော့ကမပေးပါငါလုပ်ပေးပါငါတော့မှဖြစ်နေရဲ့ဘယ်သွားမှာလို့ငါ Miss Grand ပြန်ရအောင်မMiss Grand ဟုတ်တယ်ငါ့ကိုလုပ်ပေးပါငါအချိန်နီးနေပြီဘယ်မှာပြန်ရမှာလို့ငါတို့ပိတ်တာတိုင်းပြီမှာပေါ့ပိတ်တာတိုင်းပြီမှာ Miss Grand ရှိရလေပိတ်တာအချိန်နီးနေလို့ငါလုပ်ပေးပါလိမ့်နေတာမလိမ့်နဲ့နော်မလိမ့်ဘူးငါဂရီပေးပါငါတို့တော့ကမပေးပါငါ1960ကလေးကငါ Miss Grand ကိုပြန်ခဲ့တာတရဖူမဆောင်နိုင်ခဲ့ဘူးအခုဒီနေ့ငါတရဖူဆောင်နိုင်မှာဖြစ်မယ်အဲ့ကြောင့်ငါ့ကိုလွတ်ပေးပါငါအချိန်ပြီးတော့မှဖြစ်မယ်ငါအချိန်ပြီးတော့မှငါနင်တို့တော့မပေးပါဘူးဂရီပေးပါရငါကဂရီပေးပါရတခြားပေးတကယ်ငါဂရီပေးပါရငါပူရဲလုပ်ပေးလိုက်ကျေးဇူးပါပဲဟာအဲ့ဒါဆိုရင်နေက Miss သွားပြန်မှာပေါ့ Miss Grand ကတော့ပြရမှာဒီနေ့တရဖူရမှာငါဖြစ်မယ်ကဲအဲ့ဒါဆိုအချိန်မီသွားတော့ဟုတ်ပြီတွေ့ရအဝမ်းသာပါရဲ့ဟာနင်တို့အားလုံးနဲ့ဖ
你还听你啊？目前嘛来个突出安呢，一阵嘛一度个安呢，安宁个半价。 အဲ့ဒါဘာပြောရလဲ ငါလည်းမသိတော့ ဘာပြော မဟုတ်ဘူးငါတော့ဟာတော့မဲလို့ Miss Granny နေပြီလို့ အဲ့လိုသွားတော့ Miss Grand ပြိုင်မှာဆိုတော့လေဒါတငယ်ချင်းဖြစ်တဲ့လက်ဆောင်လေးတစ်ခုပေးလိုက်မယ်နှစ်ခန်းကြီးကဖြိုဖက်ဖြိုရင်းနဲ့ဆိုတော့အဲ့ Miss Grand တော့တလုံးနိုင်မှာမဟုတ်ဘူး။မာဟာရုကထုတ်ထားတဲ့နှစ်ခန်းကြီးလေးရှိရပါတော့။ तू ကအယောင်9ယောင်ကြိုက်တဲ့ယောင်ဆိုတော့တငယ်ချင်းတေချာပေါက် Miss Grand နိုင်မှာ 9ယောက်နဲ့ပြန်4ယောက်နဲ့ည အချောင်းရတခြားကျွန်တော်စီပါဟုတ်ဟိုတာ အချောင်းခိုးတာဘာလို့ခိုးတာတော့ မေးမေးရော ဟာရီဝါထုတ်တဲ့ဒီနှစ်ကန်းတွေယောက်ျားလေးရောမိန်းကလေးရောတုံးလို့ရတယ်အတွဲဆိုရဲရဲလေး ။ဟုတ်တယ်ဒီတစ်ချောင်းကယောက်ျားလေးပါတောင်းလို့ရတယ်။အချောင်းခိုးတာ အဲ့ဒါဆိုရင် Miss Square ပြိုင်နေတဲ့ပိတ်တာဘောမှာချစ်သူရှိရင်လည်းယောက်ျားလေးဆိုလက်ဆောင်ပေးလို့ရတယ်ဟာ ။ဟုတ်တယ် ပိတ်တော့မှငါ Chris နေကောင်းလို့ရှိရင် ဟုတ်လား ဒါကိုတပတ်တဲ့ ကိုသက်ဖက် ။တပတ် ပေါင်းနေရပါလေ ကျေးဇူးပါပဲတကယ်ချင်းနေပါ ဒါလေးတစ်ချာဆိုးပြအောင်ဆိုတော့တော့တကယ်ချင်း Okay ငါခရောင်းဆောင်မင်းနုနဲ့ပြန်လာပြီ အဲ့ဆိုရင်တတာ မဲဂရန်ခွေတကောမစ်ဂရန်ဖောက်ကောဟဲ့ဘာဖောက်ကောတော့ဖောက်ကောရလာမလို့ဖောက်ကောလည်းပြောပါမစ်ဂရန်ပကို Miss Grand လောင်တီတောင်ကြီး Miss Grand ပိတ်တာဝင်တာတောင်ကြီးရတာထိုက်တန်ပါတယ်။ညီကဘာကြောင့်ငါ့ကိုနှခမ်းနဲ့မပြီးပဲပို့လာနေရ ဒီလိုဝတ်ချကူတိချလာဒီမလေးဒီမဟာရုနကန်နီလွတ်ခေါ်တယ်အဲ့ဟာလေးငါစိုးထားလို့ငါခရောင်းကိုတိတ်နိုင်တာပေါ့ဒီနှစ်က ။ဟာရူနှခမ်းနေဟုတ်လား ဟုတ်လားဒီ ဘာလို့လဲ ဟာရုနကန်နီလေးစိတ်လို့ပါရှင်